CP ပြတ်တဲ့သတင်းထွက်ပြီးတဲ့နောက်စင်မြင့်တစ်ခုထဲမှာပြန်လည်ပြောပြလာတဲ့ဂျင်းမီအုံ CP သူတို့ရဲ့ CP ကဧပြီလ3ရက်နေ့2026မှာဖြတ်သွားပြီဖြစ်ကြောင်း DMD ကနေစာထုတ်လာတယ်။သူတို့နှစ်ယောက်က2025 The Next Sprint မှာပေါ့နော်ဂျင်းမီအုံကပ်ပဲအနေနဲ့စပြီးတော့ပြည်သက်တွေရှေ့မှာချပြခဲ့တာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကြားကမဆွေရအရန်ကောင်းမွန်ခဲ့တယ်။ပြည်သက်တွေလည်းအများကြီးအခိုင်အမာရှိခဲ့ကြတယ်ပေါ့နော်။ဒါပေမဲ့သူတို့ CP လည်းပြတ်သွားခဲ့ပါတယ်။အခုဆိုရင် DMD ရဲ့ Land 3မှာပြန်ပြီးတော့ solo performance အနေနဲ့သူတို့နှစ်ယောက်ကစင်မြင့်တစ်ခုတည်းကိုအတူတူတက်လာကြဖြစ်ပါတယ်။ဂျင်းမီကအပေါက်ယူဆိုတဲ့တခြင်းကိုဆိုပြီးတော့မျက်ရည်ကျခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီတခြင်းကအုံးကိုရွေပြီးတီဆိုထားတဲ့တခြင်းဖြစ်တယ်ဆိုပြီးပြည်သက်တီကတော့ဝိုင်းပြီးတော့ပြောနေကြပြီးတော့စိတ်မကောင်းဖြစ်နေကြတာတွေ့ရပါတယ်။တစ်ဖက်မှာလည်းအုံးကလည်းသူ့ရဲ့ solo performance ကိုအပြည့်အပြည့်စလေးသွားခဲ့တာကိုတွေ့ရပါတယ်။ Diva တယောက်ဖြစ်တဲ့အခါကျတော့သူကလုံးဝကို Diva style နဲ့လိုက်တဲ့ performance တွေမမှတ်လေးကိုချပြခဲ့တာရှိပါတယ်ပေါ့နော်။တချို့ကလည်းသူ့ရဲ့performance တွေ cringe ဖြစ်တယ်လို့ပြောနေကြလို့ရှိပေမဲ့လည်းကိုရီအနေနဲ့အကြော diva တယောက်အတွက်ဒီလို performance မျိုးကြည့်ရတာအရင်ကမိုက်တယ်လို့ခံစားရတယ်။နှစ်ယောက်က energy တွေကတူမနေဘူးဆိုတာတွေ့ရပေမဲ့လည်းသူတို့နှစ်ယောက်ကသူတို့ရဲ့ wicked era ကိုအစဉ်ပြေနဲ့ကိုယ့်ဘက်ကိုဖြတ်တန်းအစဉ်ပြေအောင်လို့ဖြတ်တန်းနေကြတာတွေ့ရပါတယ်။ solo နုပညာလှူရှားမှုရဲ့နောက်လေဒီတက်ပို့ပြီးတော့နှစ်ယောက်သားအောင်မြင်လာဖို့အတွက်မျှော်လင့်ပါတယ်